68လမ်း333လေးမန္တလေးမြို့လက်လီရောလက်ကားရောရောင်းချပေးတယ်အနက်ခံလေးကိုခဲပြလေးနော်ကလေးမြို့လေးရက်လက်ကောက်ထည်လေးအိန္ဒိယချီအယောင်မကြောက်ဘူးရေမယုံဘူး味道好极啦အားလုံးမင်္ဂလာပါဗျာကျဲတို့ပေးကနေပြန်လဲကြိုဆိုပါရစေကဲကျွန်တော်ဒီမှာကျွန်တော်ဒါ1 set ကလေးအပြည့်စင်လေးနော်ကျွန်တော်ဒါအရင်တတုတ်တော့လည်းကျွန်တော်ဒါထက်ရောက်ပြီးပြီနော်ကျွန်တော်ဒါကာလာလေးတွေအခုတတုတ်ဒါအများကြီးပဲထက်ရောက်ထားတယ်ကာလာလေးတွေဆိုရင်လည်းကျွန်တော်ဒါတော်တော်လေးစုံစုံလင်လင်လေးပါတယ်နော်ဈေးနှုန်းလေးနဲ့အတူကျွန်တော်ဒါအတွန်းနဲ့ခြိသားတွေကိုကျွန်တော်ဖြန့်ပြပေးမယ်နော်ဒီမှာအနက်ကလေးအရင်ပြန်ပြမယ်အနက်ကလေးပေါ့ဗျာဒီမှာဒီကျွန်တော်တို့ချင်းရိုးရရဲ့ထုံးစံတိုင်းနဲ့နီစိမ့်ဆိုတဲ့အတိုင်းပဲအနက်ကလေးကာလာလေးများစူတောက်လို့နော်ဒီလိုမျိုးစူတောက်ကလေးဝဲရမယ်အိန္ဒိယချီအယောင်မကြောက်ဘူးရေမယုံဘူးအနက်ခံနေဆိုပြီးဖုံမသွားဘူးနော်အတွန်းလေးပြမယ်ဒါအပြင်ပိုင်းလေးဒီမှာအတွန်းပိုင်းလေးကဒီလိုမျိုးလေးဒါလေးကအတွန်းလေးနော်ဝိတ်ကလေးနည်းနည်းပါတယ်နော်သူကကြောပြည့်စင်လေးပြည့်လေးမို့လို့ကော်ပိတ်ခံကျင်လဲရတယ်ကော်ပိတ်မခံကျင်လဲရတယ်ဘာဖြစ်လို့လဲဆိုတော့အပြည့်လေးဖြစ်သွားပြီနော်လုံးဝအစင်လေးကပြည့်လေးနဲ့ဖြစ်တယ်နော်ဒီလိုမျိုးလေးဒါအတွန်းပိုင်းလေးအထဲမှာချီမရှုပ်ဘူးနော်ဒီလိုမျိုးလေးဒီမှာအင်ကြီးကပြောင်လေးဒီကောင်ကအင်ကြီးမှာပြောင်မှာဒီမှာအမိတ်ကလေးတမိတ်ပါမယ်နော်အင်ကြီးပြောင်မှာအမိတ်ကလေးတမိတ်ပါမယ်ဒီလိုအမိတ်စင်လေးတမိတ်ပါမယ်နော်ဒါလေးတွေကလက်ကလေးတွေနော်11လေးဒီမှာဒီဇိုင်းလေးထွန်ပေါ့ဗျာနော်အဲ့ဒီအတွက်ကြောင့်မို့နော်အင်ကြီးကကြောက်တော့ကျွန်တော်တို့ဒါတကိုင်းနဲ့တမိုက်လောက်ပါမယ်နော်တကိုင်းနဲ့တထွားတို့တကိုင်းနဲ့တမိုက်တို့နော်တေချာတော့တကိုင်းတမိုက်လောက်နေမှာပါနော်ဒီလိုမျိုးလေးပါမယ်နော်လုံကြီးကကြောက်တော့စုစုပေါင်း2ကိုက်ပါမယ်နော်ဒီလိုမျိုးဒီဇိုင်းလေးနော်ကာလာလေးဖြန့်ပြမယ်နော်ဒါသူ့ရဲ့သဘောတဘာဝလေးကိုကျွန်တော်အရင်ရှင်းပြဒါမှမဟုတ်အင်ညိုမှာကျွန်တော်ထပ်ပြီးတော့မှလည်းလိုချင်သေးတယ်လက်ရှိတွေပါချုပ်ချင်တယ်ဆိုရင်တော့ပြောင်စားရှိတယ်ပြောင်စားဒီလိုခြိသားအတိုင်းပဲတကိုက်ကို1000 တမိုက်လိုသလောက်လေးလည်းဖြတ်ပေးသေးတယ်နော်ဒီလိုမျိုးပြောင်စားကြီးလည်းတတ်ထက်ရှိတယ်နော်ဒါလေးကသူ့ရဲ့သဘောတဘာဝလေးနော်အစင်လေးအရန်လာတယ်ကာလာလေးတွေစုံလုံးစိတ်ကြိုက်ရွေးထားနော်ပြီးရင်ဒီမှာအဝါလေးရမယ်အဝါလေးအရန်လာတယ်အဝါလေးစူတောက်နေရောနော်အဝါလေး68လမ်း333လေးမန္တလေးမြို့ချယ်ရီဦးချင်းဝဒီဇိုင်းနော်အဝါလေးရမယ်ပြီးရင်ဒီမှာပန်းမိတ်ကပ်လေးအရန်လာတယ်ပန်းမိတ်ကပ်လေးလဲနော်ဒီလိုပန်းမိတ်ကပ်လေးလဲလာတယ်ဗျာနော်နိုင်ငံစုံနယ်စုံပို့ပေးတယ်နော်ဒီလိုမျိုးလေးနော်မမြင်းချီစိန်လေးကလည်းမပါမဖြစ်ဗျာနော်မြင်းချီစင်းလဲမှာပါဆိုင်ကတော့68လမ်း333လေးမှာကျွန်တော်တို့ဒါမနေ့7နာရီကနေညနေ6နာရီ6ခွဲထိဒါဆိုင်မှာလဲစိတ်တိုင်းကြလာအောင်ကြည့်ရှုလို့ရလို့ကျွန်တော်တို့ကလက်လီရောလက်ကားရောရောင်းချပေးတယ်เนาะလက်ကားစီကတော့တက်ရှိတာပေါ့ဗျာเนาะဒါလေးကကြောက်တော့ကျွန်တော်ကဒဇုံကို9000အတိเนาะ9000အတိဒီကောင်လေးကဒဇုံကို9000အတိအိန္ဒိယချီအယောင်မကြောက်ရေမယုံဘူးအနက်ခံနေကာလာကန်နေဆိုပြီးမှလဲဖုံမသွားဘူးလွတ်မသွားဘူးရေလဲကြုံမသွားဘူးเนาะသူကကြောက်တော့ကျွန်တော်တို့ကဟိုပါပေါ့ဗမာချီတော့မဟုတ်ဘူးเนาะဒီကောင်လေးတွေကဗမာချီတော့မဟုတ်ဘူးအိန္ဒိယချီနော်ဗမာချီတော့မဟုတ်အိန္ဒိယချီနော်လက်ရက်လက်ကောက်ထည်လေးတွေနော်ကလေးမျိုးလက်ရက်လက်ကောက်ထည်လေးတွေကျွန်တော်တို့ကကလေးမျိုးဆိုင်ခွဲဖြစ်တယ်လေကလေးမျိုးရွှေလဲရဆိုင်ခွဲနော်မန္တလေးမျိုးမှာကျွန်တော်တို့ဒါနှစ်ပေါင်း15နှစ်ကျော်ခဲ့ပြီဖွင့်တာနော်စိတ်တိုင်းစိတ်ကြယုံကြည်စွာကျွန်တော်တို့ဒါမှာယူလို့ရတယ်နော်ဒီမှာချယ်ရီအောင်လေးအရန်လာနော်ဒီလိုမျိုးလေးတွေပြီးရင်ကျွန်တော်တို့မှာအနက်ခံဟိုမှာခရမ်းပေါက်ကလေးခုနကအနက်ခံဟိုအဝါလေးလားမသိနော်ကာလာစုံလေးဖောက်ထားတာနော်ဒါလေးကကြတော့ဒီမှာခဲပြလေးနော်အနက်ခံကိုခဲပြလေးနော်အနက်ခံလေးကိုခဲပြလေးအနက်ခံကိုခဲပြလေးနော်အနက်ခံလေးကိုခဲပြလေးကိုမှအစင်ပြည့်လေးဝဲရမယ်နော်ဒါလေးတွေကကျွန်တော်တို့ဒါမနစ်8နာရီညနေ6နာရီ6ခွဲထိဖွင့်ထားတယ်နိုင်ငံစုံနယ်စုံပို့ပေးပါတယ်နော်တခြားဒီဇိုင်းလေးလည်းကျွန်တော်ဒါထပ်ပြီးတော့မှလည်းပြပေးအောင်မယ်1 set တွေတကွင်းချင်းတွေနော်1 set ကောတကွင်းချင်းတော့ကလေးဝက်တွေလူကြီးဝက်နော်ယောက်ျားလေးဝက်မိန်းကလေးဝက်တွေပေါ့လေကျွန်တော်တို့ကဒါချုပ်ခိုင်းရင်တော့ချုပ်ပေးတယ်ချုပ်ခိုင်းရင်တော့ချုပ်ပေးတယ် ready made တော့အစင်သင့်မရှိဘူးနော်ကျွန်တော်တို့စီမှာတော့ခုနပြောလို့တခါတည်းစိတ်တိုင်းကြပစ္စည်းတွေရွေးပြီးတော့မှချုပ်ခိုင်းရင်လည်းချုပ်ပေးတယ်အချိန်လေးတော့နည်းငယ်ပေးရမယ်ပေါ့ဗျာနော်ရှေ့မှာလည်းလူတွေကရှိသေးတော့လေချုပ်သမားတွေရှိသေးတော့နော်ဟုတ်ကဲ့ပါဒါလေးတွေကိုကျွန်တော်ဒါနောက်နေ့ကျရင်လည်းတခြား design လေးတွေကိုကျွန်တော်ထပ်ပြီးတော့မှပြပေးမယ်ကျွန်တော်ဟိုပါပေါ့ကျွန်တော် channel ကိုမကြည့်ရသေးရင်လည်း like and follow လေးလုပ်ပေးအောင် subscribe လေးလည်းပေးထားပေးအောင်ကျေးဇူးပါနောက်နေ့မှပြန်လည်ဆုံတွေ့အောင်မယ် bye bye